အစားတောက်ကောင်းနေစားရင်လည်းကိုယ့်ရဲ့ချစ်တဲ့ခင်းတဲ့လူတွေသတိရတယ် သူကလည်းရ ရပါလေအမဖေတို့လည်းသတိရတယ်လေမင်းရဲ့ဟင်းလက်ရအောင်အမအားရနာမဖေရဲ့မစားနေတာအမသတိရတယ်နော်တော့ခွားကြီးတော့ကရှင်ငံသက်အဲ့လိုဟာမှပင်စိမ့်နော်ပင်စိမ့်ထဲတာတော့သူကဗဇက်တဲ့စားလိုက်တာနဲ့မှုေးပြီးတော့ထွက်သွားဒီစိတ်ကပြည့်ကြတယ်ခင်းရောက်ထဲနည်းနည်းတော့တရားပဲထည့်ပေးတယ်ဟုတ်လေကျမအောင်စားတောင်းရင်းစားပြီးအစားလဲစေးလဲစားပြီးဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ရဲ့ချစ်လေးလာလေတုံးလေးအိမ်မှာချစ်မမေအနေဝင်ရဲ့ special ဟင်းရည်နဲ့နှစ်ယောက်တူစားမှာဖြစ်ပါတယ်ဒါကတော့ကကတဲ့ငါးရေချိုလေးပါဒီမှာshare ပဲလေးပါကတဲ့ငါးရေချိုပါပြတ်ထားပါလေဒါဆိုရင်မကြီးကြီးစဲကိုပြည့်ချက်လေးချက်ထားတာပါပြီးတော့ဒါမောက်ပေးပြကြုံလေးပါโอเคပြီးတော့ဒါခွာတီတော့ခွာတီတော့ချင်းဆက်လေး share ပဲဒီမှာ share ပဲဒီမှာပြီးတော့ဒါကရွာကဟင်းလာခြင်းပြီးတော့ဒါကတော့ဒီတဲ့ကရှင်ဘတ်ပေါ့နော်ရှင်ဘတ်စုံလေးရယ်ပြီးတော့ဒါကြိုက်ဆုံးလေးဖာမငပိကောင်ကျော်ဖာမငပိကောင်ကျော်လေးပါကဲစားလိုက်ပါဦးမယ်ခင်ဗျာစားကြပါဦးရောဒီစားအကလေးကျော်လေးမှုနေအောင်ရေးဆောင်လားနည်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 းဆိုရတာတကယ်နည်းနည်းပဲဒီလေးနည်းနည်းဆိုရလေရရစစ်ထဲပဲalors အနေဆောင်ဒီရယ်ဆောင်နော်ဒီရတော့ဘာမှမပြီးကာကလေးကျွာကလေးရစားတောက်စားလို့တောက်လို့ပါဗျာရှယ်ပဲပြီးလေးနဲ့Thank you. အဲ့တော့ရမ်းစားဖို့တဲ့ရမ်းစားရင်းလေးလေးကငါကြံပေါ့တော့ပေါ့တယ်ဒါကြီးရောလုပ်ပေးလိုက်ရကောင်းလားဆရာကောင်းလားဟုတ်ဒီလိုစားဟုတ်ကဲ့ပြင်ဆင်လာနဲ့ခုဒီပစရဲမြောက်တယ်ကောင်းအားဟမ်းလားနည်းနည်းကြောင်စားလောက်ပဲနော်ဒီကတော့ဖတ်ထမင်းမဟုတ်တော့နော်ဖတ်မပေါက်ဘူးနော်ဖတ်မပေါက်ဒီကတော့ကောင်းလားရေးသေးသေးငါပြီးချက်ကလည်းအမနာပြင်းနေထွက်တယ်မသိဘူးရေးသေးသေးငါပြီးချက်ကသူကပဲပုံမှုံနဲ့ကြော်ထားတာသရုပ်မှုံနဲ့လောက်ထားပါနော်အဲ့ဒါပို့ပြီးတော့နည်းနည်းရေးသေးသေးရဲ့အချင်းတက်တို့မှာလေးအလေးတက်လေးနည်းနည်းလေးပါတယ်ပို့ပြီးမှရသမင်းနဲ့စားပို့ကောင်းသမင်းနဲ့စားပို့မှရတော့ကားကလေးယူရတယ်ချူချူမွမွေးလေးနဲ့ညမ်းစားကောင်းတော်လေးကောင်းတယ်ဘယ်မှာပါလဲသူကပဲပြောက်သိချာခြေပြီးတော့မှ
ကြော်ထားဆိုတော့ပိုပြီးဆင့်ဆင့်နေဖြစ်သွားကောင်းနော်သူများကတော်တော်ကြီးကြီးလေးဆိုကင်မရာရဲ့နှစ်ယောက်မဆန်ဘူးပြ အရင်မဝသေးပါဘူး อืม ဆောင်းဝါရလို့မခေါ်သေး ကိုဝါပြောတာပါ ဘူးဒါနဲ့ဒီခင်ဝါရလေးနဲ့ဆွတ်ဖို့ကောင်းကြနော်အစားတော့လူနဲ့တဲ့ရဲ့ ဟုတ်လား စားတော့စားပေးရတယ် ဘယ်လိုပြော ဟင် ဘယ်လိုပြော အိုးပြောရလေ อืม ကျမ်းမအောင်အစားတော့များစားပေးရတယ် အချာလဲစေးတယ် စေးလဲစား อืมစားရင်တော့စားရမှာဟုတ် ကျမရင်လို့စားကြနေရ နည်းနည်းပဲထည့်ရမှာ อืมပြောမှာ နည်းနည်းပေါ့ဟုတ်လားနော်โอเคဟုတ်ပါ ကောက် အဲ့ဒါလည်းမဟုတ်ဘူးစားလို့ပဲ စားပါဦးတယ်လည်းနေတော့ ဟုတ်လားဟုတ်လားဆောင်းနေမဟုတ်ဘူးဟုတ်နော် ဟုတ်မောကားကလေးငါတုံးကိုကြီးရပဲတုံးတာအဲ့တော့တယောက်တုံးအောင်အေးစစ်စစ်စားရရှိတော့ကောင်းလိုက်ရွာငါပြီးရနော်ကောင်းလိုက်ကျွန်တော်မျိုးဖြုတ်လိုက် ကပ်လေးရှိုးနေဟာစကင်းခဲဟာဒီတိုင်းကပြကြတယ်နှစ်ယောက်ထဲနည်းနည်းပဲနည်းနည်းဆိုတရားပဲထည့်ပြီး ဟုတ်လေဒီကိုနည်းနည်းဆိုတော့ ဒါပေမဲ့ ပြေးသား ဩစားနေတဲ့နဲ့တတိယပါဟိုဗီဒီယိုကြည့်မက်ဗီကိုလည်းတတိယပါ မပြေးစားပါဦး အခုရှယ်နေချက်တဲ့မကြီးသေးတဲ့ငပိချက်လေးရယ်ကက်ကရင်ကဟေချိုလေးရယ်ဟုတ်တခါတိတုပ်လေးရယ် อืม ကောင်းပါကောင်း နေရတာအဲ့ဒီလေတော့ကောင်းတယ်နော်อืม你快乐在看上。哦，牙膏盖了吗？牙膏盖上， ဟုတ်ကဲ့ 这盖吗？ စားတော့ 哎 စား 呦， ပြီးရင် 快乐上， ခွင့်စားပြီးရောက်ကုန်းလေးလည်းခွင့်စားမယ် 把快上， ရောက်ကုန်း 我牙膏，这牙膏是牙膏的，可以搞哪里？你最多的买一转，就可以搞哪？用叫了，跟他叫了挖来了，那杯里那多进来。还是搞啥的？搞。哦，那光铁比啥的？这光锅的哈。 မလို့အောင် 嗯。
ခွိုက်တော့ရင်ထားမှာခွိုက်တော့ကသူ့စားလိုက်အဲ့လိုလန်းလန်းဆန်းဆန်းဖြစ်သွားတဲ့ဓာတ်လေးရရနော် ဒီမှာခွေးလာဒီမှာချွေးပြန် ခွိုက်တော့ ကောင်းမှာကောင်းဆက်ပြန်လာပြီးတော့ကောင်းချိုးနေ ဟုတ်တယ်ကျွန်တော်တော့တော့မကြိုက်ဘူး ဟုတ်လား ခုနကပဲပါဟာလည်းတက်ကြီးလာတက်တွေပြောင်းသွား ကြိုက်တယ်ပြောင်းနေတတ်တယ် မဟုတ်ပါဘူး ဟုတ်ရပါဘူးကြာ ကြိုက်တယ်ပြောင်းနေတတ်တယ်နော် စားတော့ကိုတွေ့ရတယ်ဒီဘယ်ဟာကောင်းတော့ ဟုတ်ကဲ့ အကုန်ကောင်းတယ်ကတ်ကြဲကောင်းကတ်ကြဲရှယ် တမျိုးစီကောင်းတယ်စားလို့ကောင်းသူရတာလို့လေအကြီးကြီးလေးနဲ့ပစုံကလည်းကောင်းတယ် ဆိုချစ်တတ်လာအကောင်းယူမှာ တော့อีกอ่ะဘာလို့ပြောอ่ะ ဟာ ခဏခဏကဆက်ပိုက်တယ်อ่ะ ဟဲ့ပါဘောလည်းပြမကြိုက်တော့ ဟုတ်ကဲ့ခဏစားပြီးတော့ငါပုံးနေပြီစားလုံးလုံး တုံးကြည့်တော့ နေစားလို့တော့ကောင်းဘာကြည့်တော့လေးရတယ်ကောင်းဒီဒီတိုင်းလေးဆက်ဖြစ်ကောင်း ဟုတ်ပါ အဲ့ဒီရတယ်ကောင်းအဲ့တော့စားတော့ကောင်းနေစားရင်လည်းကိုယ့်ရဲ့ချစ်တဲ့ခင်းတဲ့လူတွေတတိရတယ် သူကလေးလေး ရပါလေအမဘေတို့လည်းတတိရတယ်နိမင်းရဲ့ဟင်းလက်ရအောင်အမအားရနာမဘေမစားနေတာအမတတိရတယ်နော် ကဲကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့လော်လေးကိုခုလိုတ िश ူပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်အောင်များပါလေကျွန်တော်အမေရဲ့ဘယ်လို special ဟင်းနေရာကြီးနဲ့စားပြအောင်လဲဆိုတာကိုဆက်လက်ဆောင်ရအားပေးကြပါဦးခင်ဗျာတ िश ူပေးရတဲ့ရောက်ရှိနေနိုင်နေကောင်းချမ်းပါနေကြပါလိမ့်ခင်ဗျာ ကျေးဇူးများတင်ပါတယ် ဒါ